မျက်နှာကျွန်းရဲ့အရင်နာမည်ကအုံတော်ကျွန်းတဲ့အမြဲလာတဲ့ကျွန်းလေးပေါ့မမြက်လာဟာအဲ့ဒီကျွန်းရဲ့တတိတဦးဖြစ်တဲ့ဥတာလာရဲ့သမီးလေးပေါ့ဥတာလာကကျွန်းထွက်ပစ္စည်းကိုတိုင်ငံဝင်ယူတဲ့တတိဖြစ်တယ်ဥတာလာဟာကျွန်းသေးလေးမှာချမ်းသာတာနဲ့အညီမောက်မာလာတယ်အဲ့ဒါပြီးလှပတဲ့မမြက်လာလေးကရွာတွေကယောက်ျားလေးမမိနိုင်တဲ့ပန်းလေးပေါ့ဒီနေ့မှာမိုက်ကယ်ဆိုတဲ့ကုန်တဲ့တူအဲ့ဒီကျွန်းကိုရောက်လာခဲ့တယ်။မိုက်ကယ်ကဥတာလာစီကနေကျွန်းထွက်ပစ္စည်းတွေဝယ်ဖို့စာချုပ်ချုပ်ဆိုခဲ့တယ်။ရှုပ်ချောအပြုံးကောင်းပြီးပတ်စံချမ်းသာတဲ့မိုက်ကယ်ကိုမျက်မျက်လာလေးကကြိတ်ပြီးတော့သဘောကျနေတယ်။ဥတာလာကလည်းရိပ်မိပေမဲ့မသိကျင်အောင်ဆောင်နေခဲ့တယ်။ကုန်ပစ္စည်းစုံအောင်စောင့်ကြည့်လို့ဆိုတဲ့အကြောင်းပြချက်နဲ့မိုက်ကယ်ဟာဥတာလာတို့အိမ်မှာနေခဲ့တယ်။မိုက်ကယ်ဟာမမြက်လာလေးကိုကြောရရုံကြံခဲ့တယ်။ဒီအနေငယ်အကြမှာမိုက်ကယ်ဟာအတွင်းပစ္စည်းတွေကိုခိုးယူပြီးထွက်ပြေးသွားခဲ့တယ်။တကယ်တော့မိုက်ကယ်ဟာနေကလှည့်ပြီးမိချက်မိစားကောင်းချက်ကောင်းစားနေတဲ့သူပါ။မျက်နှာလေးဟာပစ္စည်းဥစ္စာဆုံးရှုံးရုံကမိုက်ကယ်နဲ့ရတဲ့ကိုဝင်ကြံခဲ့တယ်။အလားကလည်းတမီးကိုဘယ်လိုအားပေးရမှန်းမသိဖြစ်နေခဲ့တယ်။ကျွာတွေကသူတွေကသူတို့သားအဖကိုဝိုင်းပြီးတော့နှောင်ရကြတယ်။တလုံးတိတ်ခါနဲ့နေလာခဲ့တဲ့ဥတာလာဒီဖြစ်ရက်ကိုမခံစားနိုင်ခဲ့ပါဘူး။ အဖေဖေရလေအဖေရဲ့အဲ့ဒါတွေကသမီးတောင်ပါ လောကရဲ့ရိုက်ခတ်မှုတံတွေကိုမညံ့တာနေရရင်မဆိုင်နိုင်တော့ပါဘူး။နာကျင်မှုများစွာနဲ့သူမဘဝကိုအဆုံးစီစဉ်ခဲ့တယ်။အမြဲတမ်းသိဆုံးပြီးတော့တရားလုံးကိုဒီမျိုးစုံနဲ့ချောင်းနိုင်ခဲ့တယ်။အဲ့မကြည့်ရမလားပြေတော့ အချစ်မကောင်းတဲ့ဟာတွေဒီလိုကိုငါတတ်မယ်တွားကြ ဒီကဘလောက်တော့တောင်းညံလဲဆိုတရားလုံးမှာတရားမှမနေကြတော့ပါဘူး။ယုံကြည်လို့အဲ့ဒီကြော်သွားကြတဲ့လူတွေများကလည်းမိုးလင်းလာနဲ့အလောင်းလေးပြန်ရတော့တယ်။အဲ့နောက်ပိုင်းဘယ်သူမှမသွားကြတော့ဘူးပေါ့လေ။